နက်ခင်းနေအောင်ကြည့်သည်ကွန်ပျူတာခန်းမ၏သတင်းပေါက်ကြီးများမှတဆင့်တောက်ပနေသောမော်နီတာများပေါ်သို့ဖြာကျနေသည်ဆရာမမတီတီသည်အခန်းရှိတွင်ရက်နေပြီးသူမ၏မျက်ဝန်းများကလျှို့ဝှက်ချက်တစ်ခုရှိသလိုတောက်ပနေသည်ဒီနေ့တို့တွင်ကွန်ပျူတာကိုအသုံးပြုရုံတင်မဟုတ်ဘူးတီထွင်သူတွေဖြစ်လာကြမယ်ဟုသူမကကြေညာလိုက်သည်တို့တွေရဲ့ digital ကိရိယာတွေကိုသုံးပြီးအနာဂတ်ရဲ့တီထွင်မှုများကိုဒီဇိုင်းဆွဲကြမယ်ဖုံးမှန်နှင့်ကိုစွမ်းအားစော်တို့ကအရင်ဆုံးစတင်လိုက်ကြသည်သူတို့နှစ်ဦးဘေးချင်းရှင်ထိုင်ကတိမ်ရွာခုံစပိန်တစည်းအတွက်အိုင်ဒီယာများကိုတိုးတိုးဖော်နေကြသည်ဖုံးမှန်က mouse ကိုအသုံးပြု၍ပုံကျန်းဆွဲနေစဉ်ကိုစွမ်းအားစော်ကစပိန်ပြီးများတွင်မေပယ်တရွက်ပုံစံပန်ကာများထည့်သွင်းရန်စကရင်ပေါ်တွင်လက်ညှိုးထိုးပြကအကြံပေးနေသည်နောက်စပွဲတစ်ခုတွင်ဇွဲညီဆိုးနှင့်အောင်ကျော်စွာမိုးတို့သည်အဆုံးမဲ့ကင်းဘတ်ကဘာကိုလေ့လာနေကြသည်သူတို့သည်ရေအောက်တွင်ကြီးထွားလာသောမြို့တစ်မြို့ကိုဒီဇိုင်းဆွဲနေကြခြင်းဖြစ်သည်ဇွဲညီဆိုးက digital ကလောင်တန်ကိုသုံး၍မြေပုံကိုအသေးစိတ်ချက်ကြည့်နေပြီးအောင်ကျော်စွာမိုးကပင်လယ်တတဝါများအတွက်ဓာတ်လေကားအဖြစ်အသုံးပြုနိုင်သည့်တောက်ပသောပူပေါင်းလေးများကိုထည့်သွင်းနေသည်ကိုဖုံးနှင့်ရေးရေးတို့သည်သုံးပုံဖော်ခြင်းပညာရပ်ကိုစိတ်ဝင်စားနေကြသည်သူတို့ကပုံဆွဲရုံတင်မဟုတ်ဘဲတိဆောက်နေကြခြင်းဖြစ်သည်သူတို့သည်ဆွဲအားမဲ့ဖနက်တစ်စုံကိုဖန်တီးနေကြသည်ကိုဖုံးကဖနက်ဖနှောင်းကိုစစ်ဆေးရန်စကရင်ပေါ်ရှိသုံးမော်ဒယ်ကိုလှည့်ကြည့်နေပြီးရေးရေးကဖနက်များကိုတောက်ပသောကျဲမုံများဖြင့်ပြုလုပ်ထားတဲ့ကဲ့သို့ဖြစ်စေရန်စကရင်ပေါ်ရှိခလုတ်များကိုအသုံးပြု၍ပြောင်းလဲနေသည်အယောင်တွေကပုံမြင်တစ်ပုဒ်ကိုပြောပြနိုင်တယ်ဟုဆရာမမတီတီကသတိပေးလိုက်သည်ဇွဲတုတအောင်နှင့်အောင်ဆိုင်ကိုတို့သည်သူတို့၏အလိုလျောက်တန်ရှင်းရေးလုပ်သည့်တစ်ပင်အိမ်အတွက်အကောင်းဆုံးအယောင်များကိုရွေးချယ်နေကြသည်ဇွဲတုတအောင်ကမြစိမ်းရောင်ကိုဂယုတစိုက်ရွေးချယ်နေစဉ်အောင်ဆိုင်ကိုကအိမ်ကောင်မိုးအတွက်ညနေခင်းနေဝင်ချိန်အယောင်နှင့်လိုက်ဖက်မိအယောင်ကိုdigitalအယောင်ဆက်ဝိုင်းတွင်စမ်းသပ်ရှာဖွေနေသည်ခန့်ဖုံးတိုင်းနှင့်ရှင်မင်းသုံးတို့ကတော့တီထွင်မှုများ၏နောက်ွယ်မှယုတ်တိဗေဒကိုလေ့လာနေကြသည်သူတို့သည်ဥယျာဉ်ဆောင်စက်ရုပ်တရုပ်၏အပြုအမူများကိုကုတ်ရေးနေကြခြင်းဖြစ်သည်ခန့်ဖုံးတိုက်ကdigitalကုတ်တုံးလေးများကိုအစီအစဉ်တကျဆွဲယူနေပြီးရှင်မင်းသုံးကထိုစက်ရုပ်သည်အပင်များကိုမှန်ကန်စွာရေလောင်းခြင်းရှိမရှိသိနိုင်ရန်plate ခလုတ်ကိုနှိပ်လိုက်သည်ရုတ်တရက်ပြက်ဆိုသောအတန်တစ်ခုတင်နှန်းခန်းထဲတွင်ပဲ့တင်ထပ်သွားသည်ဖုံးမှန်စိုးရိမ်သွားသည်ဟာဒုက္ခပဲငါရဲ့တိမ်လွာခုံစပိန်ကတုံခါနေတယ်ကွန်ပျူတာချို့ယွင်းချက်တစ်ခုကြောင့်သူ၏လှပသောစပိန်ပုံလေးမှာ4000ခွက်များအဖြစ်ပြန့်ကျဲသွားသည်ဆရာမမတီတီလျှောက်လာပြီးပြုံးလိုက်သည်ချို့ယွင်းချက်တွေဆိုတာပဟေရီတစ်ခုပဲဖုံးမှန်တို့တွေအလွာလိုက်ပြန်စစ်ကြည့်ရအောင်ရေရီနှင့်ကိုစွမ်းအားစော်တို့ကကူညီရန်ရောက်လာကြသည်digital ဒီဇိုင်းဆိုသည်မှာအသင်းအဖွဲ့ဖြင့်လှုပ်ဆောင်ခြင်းမဟုတ်ပါလားရေရီကအန်ဒိုလန်းချောင်းကိုမြည်တို့သုံးရမည်ကိုပြသပေးပြီးကိုစွမ်းအားစော်ကစပိန်၏digitalအလွှာများကိုပြန်လည်နေရာချပေးသည်အတူတကွလှုပ်ဆောင်လိုက်သဖြင့်စပိန်လေးမှာအရင်ကထပ်ပင်ပုံမူလှပသွားတော့သည်တီထွင်မှုပြပွဲအချိန်သို့ရောက်ရှိလာသည်ရှင်မင်းသုံးနှင့်ခန့်ဖုံးတိုက်တို့ကသူတို့၏ဥယျာဉ်ဆောင်ဆက်ရုပ်ကိုတင်ပြကြသည်စက်ရုပ်လေးသည်စကရင်ပေါ်တွင်ရွေရှားသွားပြီးအပင်များကိုရေလောင်းပြီးတိုင်းအကလေးတစ်ခုကပြလိုက်သည်တခန်းလုံးကလက်ခုပ်တီးအားပေးကြသည်ဒီဇိုင်းပညာရဲ့ဖြင့်ဟာတာအွန်ရှိသောစက်ရုပ်တရုပ်အပါအဝင်ဘယ်အရာကိုမဆိုဖန်တီးနိုင်ကြောင်းသူတို့နားလည်သွားကြသည်လူနာမည်ကောင်းလောင်းတန်မြည်လာသောအခါဆရာမမတီတီကအားလုံး၏ပရိုဖိုင်များအတွက်digital တစိမ့်လေးများပေးလိုက်သည်အောင်ဆိုင်ကိုသည်သူ၏စကရင်ကိုနောက်ဆုံးတစ်ခါကြည့်လိုက်ပြီးသူတို့၏စိတ်ကူးစိတ်တမ်းများနှင့်ကွန်ပျူတာနှိပ်ချက်လေးများမှဖန်တီးခဲ့သည့်အရာများကိုအံ့ဩနေမိသည်တို့တွေကကျောင်းသားတွေတင်မဟုတ်တော့ဘူးအနာဂတ်ကိုဖန်တီးသူတွေဖြစ်သွားပြီဟုသူကတိုးတိုးလေးရည်ရွတ်လိုက်သည်ဆရာမမတီတီကလည်းစွန့်စားခန်းကအခုမှစယုံသားရှိသေးကြောင်းသိလျက်ပြုံးကခေါင်းငိတ်လိုက်လေသည်